အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ဂိမ်းရော့သရုံးစီရီပဲဖြစ်ပါတယ်ဇက်လန်ကိုနိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးကဘာကြီးကိုကာကွယ်ထားတဲ့အေယာမနင်းတိုင်းကြီးဒဝေါ်ရဲ့အပြင်ဘက်မှာစတင်ထားပါတယ် Night Watch ကင်းထောက်3ယောက်ဟာမြင်းကိုစီဖြင့်တောနေလူရိုင်းတွေကိုလူခွဲပြီးကင်းထောက်ရင်ထူးဆန်းတဲ့တေကောင်တွေကိုတွေးခဲ့ရပါတယ်ထိုလူမှခေါင်းဆောင်ပြဟန်တူလူစီတရင်ပို့ပြီး3ယောက်အတူတွဲကြည့်ကြပေမဲ့ဘာမှရှိမနေပါဘူးခေါင်းဆောင်ဖြစ်သူကတောနေလူရိုင်းတွေချင်းချင်းတက်ဖြတ်ကြတယ်ထင်ပြီးကင်းထောက်တပ်ဖွဲ့ရဲ့စီကံအရာဆက်လက်စုံစမ်းကြရပါတယ်ဒီလိုနဲ့ထွက်လာရင်တဲလွန်စမ်းများရှာနေစဉ်2ယောက်တက်ဖြတ်ခံလိုက်ရပါတယ်အမှန်တော့နှစ်ပေါင်းထောင်ချီပျောက်ကွယ်နေတဲ့ White Walker တွေဖြစ်နေပါတယ်လွတ်မြောက်လာတဲ့တူဦးရဲတော်ကင်းထောက်ဟာကြောက်လန့်တကြားနဲ့တောင်ဘက်ကိုထွက်ပြေးလာခဲ့ပါတော့တယ်မြောက်ဘက်ပြည်နယ် Winterfell ရဲ့တခင် Nesta ဟာတူတားတွေဖြစ်တဲ့ Rob Jon Snow နဲ့ Bran တို့လေ့ကျင့်ရေးဆင်းနေတာကိုကြည့်နေချိန်ကင်းထောက်တယောက်ထွက်ပြေးလာတာကိုဖမ်းမိထားတယ်လို့သတင်းရတဲ့ဖြင့်တွားရောက်စစ်ဆေးကြပါတယ်ထွက်ပြေးလွတ်မြောက်လာတဲ့ကင်းထောက်တပ်သားဟာ White Walker တွေကိုတွေးခဲ့တယ်လို့အကြောက်ကံပြောပေမဲ့ Ned ကတော့အတားကိုယူတွန်းကြောင်စကားလိုပဲတတ်မှတ်လိုက်ပါတယ် Nesta ဟာ Star မီတာစုရဲ့စီကံအရစီရင်ချက်ချတဲ့သူဟာကိုယ်တိုင်ဓာတ်ကိုကန်ရမယ်ဆိုတဲ့အတိုင်းအဲ့ဒီလူကိုကောင်းဖြတ်ကွက်မြက်လိုက်ရပါတယ်ပြန်လမ်းမှာတော့သူတို့ဟာအတေကောင်ဖြစ်နေတဲ့ဒိုင်ယာဟိုဝန်ပလင်မကြီးတကောင်နဲ့ခွေးပေါက်လေး9ကောင်တွေ့ခဲ့ပါတယ်။ Ned ကတပ်ဖြစ်ဖို့အမိန့်ပေးခဲ့ပေမဲ့ Jon Snow ကဒါဟာ Storm မီတာစုအိမ်တော်ရဲ့တစိမ့်ဟာဝန်ပလီတွေဖြစ်လို့ကလေး9ယောက်အတွက်တကောင်စီမွေးတင်တယ်လို့အကြံပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ Jon Snow အတွက်ပါဖြူရောင်ဝန်ပလီလေးတကောင်ကိုထပ်တွေ့ခဲ့ပြီး Stock လေးတွေဟာသူတို့ရဲ့အဖော်အဖြစ်ဝန်ပလီလေးတွေကိုပိုင်ဆိုင်သွားကြပါတယ်။အဲ့ဒီချိန်မှာမြို့တော် King's Landing ကနေဘရင်ကြီး Robert Baratheon နဲ့မိဖုရား Cersei Lannister တို့ဖွဲ့ Winterfell ကိုလာမယ့်အကြောင်းကြားလို့ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးစောင့်ကြိုနေကြပါတယ်။ဘရင်ကြီး Robert နဲ့ Ned တို့ဟာညီကိုရင်းလို့ခင်မင်ကြသူများဖြစ်ကြတယ်လို့ Targaryen တွေကိုအတူတကတိုက်ပွဲဝင်ပြီးထိနှံရယူခဲ့ကြတာပါ။ဘရင်ကြီးမြောက်ပိုင်းကိုလာချီခီးနှင်ပြီးရောက်လာတဲ့အဓိကအကြောင်းရင်းကတော့ဘရင်ရဲ့လက်ထောက် Jon Arryn ရုတ်တရက်တည်ဆုံတော့အကြောင်းတငယ်ချင်းရင်းဖြစ်သူ Ned ကိုဘရင်လက်ထောက် Hand of the King ဖြစ်ခန့်အပ်ဖို့လာခဲ့တာပါ။ဘရင်ကြီးက Ned ကိုမြို့တော်ကိုလိုက်ခဲ့ဖို့နဲ့ Ned ရဲ့တမီဆန်ဆာကိုတူတာ Joffrey နဲ့ပေးစားဖို့ကန်လန်းပါတယ်။တစ်ဖက်မှာလည်းမိဖုရားရဲ့မောင်ဖြစ်သူလူပုလေး Tyrion Lannister ကတော့ပျော်ပျော်ပါးပါးနဲ့ခီးစဉ်မှာပါလာပါတယ်။အမှန်တော့ Robert ကနဲ့ရဲ့ညီမလေး Lyanna Stark ကိုချစ်မိနေတာပါ။သူက Lyanna ကို Targaryen နဲ့တက်လိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ခင်ခဲ့တဲ့သူပါ။ထိုစိတ်ကြောင့်ပဲတိုက်ပွဲမှာနိုင်ခဲ့ပေမဲ့အရက်တောက်လိုက်အမဲလိုက်မိမလိုက်စားလိုက်ဖြင့်လက်ရှိပြင်မကြီးကိုဝယူဆိုင်မှုမပေးနိုင်ခဲ့ပါဘူး။ထိုချိန် Robert နဲ့ Ned တို့ကြောင့်စစ်ရှုံသွားတဲ့နန်းကြဘရင်ရဲ့တားတော် Viserys Targaryen ဟာနန်းပလင်ကိုပြန်လိုချင်တဲ့ယူတွန်းမှုနဲ့သူ့ရဲ့ညီမလေး Daenerys Targaryen ကိုမြင်းစီတီရဲ့တပ်ဖွဲ့ Dothraki ရဲ့ခေါင်းဆောင် Khadro ကိုနဲ့အတင်းကျပ်လက်ထပ်ပေးဖို့ပြင်ဆင်နေပါတယ်။ Viserys က Khadro ကိုရဲ့မြင်းစီတပ်ဖွဲ့နဲ့ပလင်ကိုပြန်သိမ်းဖို့ကြံစည်နေတာပါ။ Khadro ကိုကလည်းတိုက်ပွဲတိုင်းနိုင်ထားတဲ့မြင်းစီတီရဲ့တယောက်ဖြစ်ပါတယ်။ဆန်ဆာကတော့ဘရင်သား Joffrey ကိုကြိတ်ကျွေနေပြီးလက်ထပ်ရမှာမိုးရင်ခုန်နေပါတယ်။ညရောက်တော့ဘရင်နဲ့အဖွဲ့ပွဲတော်တယ်နေကြချိန်သူ့ကိုယ်သူမျိုးမစစ်ကလေးလို့ထင်နေတဲ့ Jon Snow ကတော့လေ့ကျင့်ရေးပဲဆင်းနေခဲ့ပါတယ်။သူလေ့ကျင့်ရေးဆင်းနေချိန်နဲ့ရဲ့ညီတူဦးလေးပန့်ချန် Night Watch ကနေရောက်လာလို့တူလည်းဒီမှာနေရတာတိမ်ငယ်တဲ့ဖြင့် Night Watch ကိုလိုက်ချင်ကြောင်းပြောခဲ့ပေမဲ့တူဦးလေးကတော့မလိုက်ဖို့ပဲတားခဲ့ပါတယ်။စိတ်ညစ်ညစ်ဖြင့်လေ့ကျင့်ရေးပြန်လုပ်ဖို့ပြင်နေချိန်လူပုလေးတိုင်ရီယွန်ရောက်လာပြီးမျိုးမစစ်အကြောင်းတွေပြောနေတဲ့ဖြင့်ပြန်မေးရာတိုင်ရီယွန်ကလည်းသူကတူ့မောင်နှမတွေနဲ့မတူပဲပုနေတဲ့ဖြင့်သူကိုယ်တိုင်ကလည်းမျိုးမစစ်လို့ခံစားနေရကြောင်းပြောပြခဲ့ပါတယ်။စားတောက်ပွဲကြီးထဲမှာတော့ဘန်ချန်ကသူ့ကိုနက်ကိုဒိုင်ယာဝန်ပလေတွေတတိုင်းကြီးတောင်ပဲရောက်နေတာရဲ့ Night Watch ကကင်းထောက်တယောက်ထွက်ပြေးပြီး2ယောက်ပြောက်နေတာရဲ့ဘရင်ကြီးကလာခေါ်တာရဲတွေကိုတေချာတုံးတက်ပြီးဂယူးဆိုင်ဖို့မာနေခဲ့ပါတယ်။ညရောက်တော့ Ned တို့အနားယူနေချိန် Ned ရဲ့ဇနီးကိတ်တလင်းစီကိုညီမဖြစ်သူ Lysa Arryn စီကလျှို့ဝှက်စာတစ်စောင်ရောက်လာပါတယ်။အဲ့ဒီစာမှာ Lysa ရဲ့ယောက်ျားဘရင်လက်ထောက် Jon Arryn ဟာအလိုလိုဒေတာမဟုတ်ပဲ Lannister မိသားစုရဲ့လှုပ်ချမှုကိုခံရတာပါလို့ရေးထားပါတယ်။ဒါကြောင့် Ned ဟာဘရင်ကြီးကိုကာကွယ်ဖို့နဲ့အမှန်တရားကိုတီးဖို့အတွက်ကိတ်တလင်းမတွားခိုင်းတဲ့ကြားကမြို့တော်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဒေါ်တရာဂီရဲ့ဘက်မှာတော့ Khadro ကိုနဲ့ Daenerys Targaryen တို့ရဲ့မင်္ဂလာပွဲကျင်းပနေပါတယ်။ဒီမင်္ဂလာပွဲမှာ Daenerys ဟာရှေးဟောင်းမင်္ဂလာလက်ဆောင်ဖြစ်ကြောက်ဖြစ်နေတဲ့ငကားဥတုံးလုံးကိုရရှိခဲ့ပါတယ်။ဒါဟာနောက်တစ်ချိန်မှာတူမကို Mother of Dragon ဖြစ်လာစေမဲ့အစပြိုးခြင်းပါပဲ။ထိုပွဲမှာမြင်းစီတရဲတွေပြီးဆော်လူရင်တက်ကြဖြတ်ကြနဲ့မှု Daenerys ကတော့ကြောက်နေခဲ့ပါတယ်။ဒေါ်တရာဂီရဲ့ပွဲဆိုတာတပွဲကို3ယောက်မှမတည်ဘူးဆိုရင်ပြင်းစရာကောင်းတယ်လို့တတ်မှတ်ခံရနိုင်ပါတယ်။ Daenerys ရဲ့အကူ Viserys ကတော့စစ်တိုက်ဖို့ပဲတာဆူနေခဲ့တာပါ။ဘရင်ကြီးတို့အဖွဲ့ပြန်ကန်နီးမှာ Ned ရဲ့ဒါ Bran Stark ဟာသူ့အကျင့်တိုင်းအိမ်မြင့်တွေပေါ်လျှောက်တက်ရင်လည်းဟောင်းနှမ်းနေတဲ့မျိုးစင်ကြီးပေါ်ရောက်သွားပါတယ်။အဲ့ဒီမှာသူမမြင်တဲ့အရာကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒါကတော့မိဖုရား Cersei နဲ့သူ့အမွာမောင် Jaime Lannister တို့နှစ်ယောက်ဟာဖောက်ပြန်နေကြတာပါ။သူတို့ဖောက်ပြန်နေတာကို Bran မြင်တော့တာကိုတီးလိုက်တဲ့ Jaime ဟာ Bran ကိုဖမ်းထားလိုက်ပါတယ်။ပြီးတော့ Cersei ကိုကြည့်ပြီးအချစ်တဲ့ငါဘာတွေလုပ်ရဲသလဲကြည့်လိုက်လို့ပြောကအသက်10နှစ်အရွယ် Bran ကိုမျိုးစင်ပေါ်ကနေအောက်ကိုရဲရဲဆက်ဆက်တွန်းချလိုက်ပါတော့တယ်။ Episode 1လေးကတော့ဒီမှာတင်ပြီးဆုံးသွားပြီးနောက်ပိုင်းကိုနောက်နေ့မှာဆက်လက်တင်ဆက်ပေးတော့ပါမယ်